ဒီနေ့ကတော့အိမ်မှာကြောက်ရထမင်းကြောက်စားမှာဖြစ်ပါတယ်ဒီလိုတဲ့အိုးလေးတိုက်လိုက်ပါဦးမယ်တဲဦးဆေးပြီးတာနဲ့ပလက်တက်မယ်ပလက်တက်ပြီးရင်ခူးကျဲဦးကြော်ဖို့စတင်ပါမယ်ကျဲဦးတော်လုံးထုတ်လိုက်ပါပြီတလုံးချင်းနေမှမွေနောက်ကျဲစင်ဆုံးအလုပ်ကတော့ကျဲဦးခလောက်တာနဲ့ကျဲဦးခွဲတာနဲ့ကျဲဦးကြော်တာပဲပေါ့စားလေးနည်းဖြူးမယ်ဖြူးပြီးသွားရင်နည်းထပ်မွေးမယ်မွေးယူကတော့မှမဆလာလေးနည်းထည့်အယောင်လေးလာအောင်မဆလာကိုထည့်ပါမယ်အဓိကအရသာဆက်ချင်တော့မဆလာထည့်ပြီးမွေးမယ်အယောင်လေးရဲပြီးဆိုရင်ခဏရက်မယ်ပြီးသွားလို့ရှိရင်ကြော်ဖို့စတင်မယ်စီထည့်ဖို့လုပ်ပါမယ်စီထည့်ပြီးတော့မီးနည်းပူလာပြီဆိုရင်တော့ကျုပ်ထည့်ဖို့လုပ်ကျုပ်ကိုမကြက်ကြက်လေးနဲ့နည်းနည်းအရင်အချက်ကြီးတော့မဟုတ်နည်းနည်းမှုမှုပြီးတော့ကြာတော့မယ်ခုလောက်ဆိုရင်တော့ရပြီထမင်းထည့်လို့ရပြီထမင်းထည့်မယ်ထမင်းကိုညအောင်မှွေပေးရမယ်ပေါ့အဲ့လိုဆိုရင်ထမင်းနဲ့ထမင်းတက်တက်ကျုပ်တက်တက်ကြီးဖြစ်နေရမျိုးမစားကြအောင်အဲ့လိုမျိုးစားလို့မကောင်းဘူးထမင်းကြော်တော့ဘာတွေပြောနေလဲတော့မှတ်မိဘူးပေါ့နော်အတန်သွင်းတော့မှအမှအတန်တခြားထမင်းကြော်တဲ့အတန်တခြားလိုတွေဖြစ်နေရပါလေတဲဦးလေးရမ်းဖြစ်နေတယ်ပေါ့လေဝီဝိုင်တော့စားနေထည့်မယ်စားကိုအနီတော်လောက်ပဲပေါ့အရင်လည်းများရမှာညံသွားမှလည်းဖြစ်ဆိုးရတယ်စားထည့်နေရောမလို့ထမင်းများပဲပေါ့ဒီဟာလေးတော့နင်းစီနည်းနည်းတော့ထည့်ခေးယူစီကနင်းစီခေးယူစီအများကြီးမထည့်ဒီမှာခေးယူစီနည်းနည်းပဲထည့်တော်ပြီတော်ဒါကျမရဲ့ကိုယ်ပိုင်အုတ်ခွေရရှင်ကိုယ်ပိုင်သမင်းကြော်နေပေါ့လေဒါကိုတယောက်တည်းစားမှာပါဟုတ်ပါတယ်ဒါကိုတယောက်တည်းစားမှာပါပြီးရင်တော့မဆလာကိုထည့်ပါမယ်မဆလာမပိုင်ဟိုပေါ့ပေါ့ရွှွှွဖြစ်နေမှာဆိုလို့စက်တဲ့ရတာလို့ကျွန်တော်မဆလာနည်းနည်းထည့်မယ်နီးနီးရဲလေးပေါ့ဘာမဆလာမရှိဘဲနဲ့မရှင်းတန်နိုင်ဘူးဟုတ်ပါတယ်မဆလာမပိုင်တိတ်ပြီးတော့စားတော့မဝင်ပါဘူးဝီဝိုင်တော့ပုံတသက်ရလေးစားမယ်ပြီးဝိုင်တော့ထားတာစားလို့ရပါပြီကွက်စတိပါပဲရှင်ကျမရဲ့ထမင်းကြော်ပြီးတော့လည်းမီးရပြတ်သွားပါပြီထမင်းကြော်ပြီးရတဲ့မီးရတန်းပြီးပြတ်သွားပါပြီရှင်စားလိုက်ပါဦးမယ်